ပညာရှိတဲ့လူမှသာလေသူတော်ကောင်းတရားရဲ့အရသာကိုခံစားနိုင်တာတဲ့ပညာအခြေခံမရှိဘဲနဲ့တရားကိုခံစားလို့မရအောင်အဖို့တန်တဲ့ပစ္စည်းတွေသုံးဖို့ဆွဲဖို့ဆိုတာပိုက်ဆံရှိမှသုံးနိုင်တာပဲလေဒါလောကီချမ်းသာတောင်မှပိုက်ဆံရှိမှသုံးဆွဲခွင့်ရှိတာဟုတ်တယ်မဟုတ်လားအထွတ်အမြတ်ဒီတရားရဲ့အရသာဆိုတာလူတိုင်းခံစားနိုင်တာမဟုတ်ပင်ကိုအခြေခံဉာဏ်ရှိမှဉာဏ်ရှိအောင်လဲလှုပ်ထားမှတရားဆိုတာခံစားတတ်တယ်နော်အချင်းသေးစီဆိုတာသင်္ကြန်ရွှေခွက်မှာပဲတည်တယ်လို့ပြောကြတာဟုတ်လားအဲ့ဒါဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့သူတော်ကောင်းတရားတော့ဉာဏ်ရှိသူမှသာလဲခံစားတတ်တယ်ဆိုတာတော့ဘုရားအတိလင်းဟောတာတော့တရားအရသာတို့မခံစားရသေးဘူးဆိုရင်အဲ့ဉာဏ်မရှိသေးလို့ရိုးရိုးလေးမှတ်ရမယ်ဟုတ်လားစတော့ဘုံဘဝစဉ်းစားတာတရားလည်းမျက်နှာလိုက်သလားလို့မကြိုက်တယ်လို့ပေါ့နော်ဒါပေမဲ့တရားမျက်နှာလိုက်တာပဲလို့ဟုတ်တာပဲလိုက်ရမှာပဲလေသူကလိုက်တဲ့နေရာသူထိုက်တန်မှရမှာပေါ့ဟုတ်လားဒါသဘာဝကြပါနော်